တစ်တော့သုံးတာကြလို့ line ထစ်နေတာမျိုးလေးလံနေတာမျိုးဖြစ်နေပြီဆိုရင်မလိုအပ်တဲ့ data တွေတစ်တော့မှာတန်ရှင်းလုပ်ဖို့လိုနေပြီပဲဖြစ်ပါတယ်အခုပြောပြမယ့်ဗီဒီယိုမှာလှုပ်ဆောင်နည်း၃မျိုးနဲ့ပေါ်ပါသွားအောင်လုပ်လို့ရပါတယ်ပထမဆုံး data CEO ထဲကိုဝင်ရမှာဖြစ်ပါတယ်ပြီးတော့ရင် activity center ထဲကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ်ဒီနားမှာရှိတဲ့ what history ထဲကိုတစ်ချက်ဝင်ပြီးတော့ဗီဒီယိုတွေကိုဆက်လက်မှတ်ပြီးတော့ဖြတ်ပစ်လိုက်လို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့ content preference ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ refresh you for you feed ဆိုတဲ့ခေါင်းစဉ်အောက်မှာဝင်ပြီးတော့ refresh လုပ်ရမှာဖြစ်ပါတယ်ကိုနေညိုတစ်ချက်နှိပ်ပြီးတော့ refresh လုပ်လိုက်မယ်ဆိုရင် region အကြောင်းအရာတစ်ခုကိုရွေးပြီးတော့ submit ပေးလိုက်ရုံပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ previous space ဆိုတဲ့အထဲဝင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာ clear catch လောက်ရမှာဖြစ်ပါတယ် clear ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့သွားနိုင်ပါတယ်နောက်တစ်ခုက TikTok မှာ download လုပ်ထားတဲ့ megabyte တွေပါ clear လုပ်လို့ရပါတယ်ဒါဆိုရင်တော့ကိုယ့်ရဲ့ TikTok account ကပုံမှန်တိုင်းပဲပေါ့နော်ပေါ်ပါတော့လက်စာသုံးလို့ရသွားပြီပဲဖြစ်ပါတယ်